မြန်မာပြည်တွင်းကပြည်သူတွေအနေနဲ့နှစ်စဉ်နှစ်တိုင်းဧပြီလရောက်လို့ရှိရင်အတာသင်္ကြန်ပွဲကိုဆင်နွှဲနိုင်ကြပေမဲ့အမေရိကန်နိုင်ငံနယူးယောက်မြို့မှာရောက်နေတဲ့မြန်မာတိုင်းသားတွေအနေနဲ့ကတော့ရေပက်ကစားတဲ့အတာသင်္ကြန်ကိုအခုလိုနှွေရာသီဇူလိုင်လရောက်မှသာကစားနိုင်ကြပါတယ်။ဘာမှတူတွေအနေနဲ့နယူးယောက်မှာရှိတဲ့သင်္ကြန်အသင်းကပြုလုပ်တဲ့သင်္ကြန်ပွဲကို2008ခုနှစ်ဇူလိုင်လ23ရက်နေ့မှာရောက်ရှိခဲ့ပါတယ်။သင်္ကြန်ပွဲကျင်းပရာနေရာမှာမြန်မာအစားအစာတွေကိုဆိုင်ပေါင်း21ဆိုင်နဲ့တဲခင်းရောင်းချတာတွေ့ရတယ်လို့ဖြော်ပြပွဲဆင်မြင့်မှာလည်းမြန်မာအကတွေနဲ့ဖြော်ပြကြပါတယ်။ရွှေစုံအောင်ပဲလိုက်တော့လေမောင်မောင်ရဲတဲ့ရွှေစုံအောင်ပဲလိုက်တော့ချမ်းပါတယ်ခမချမ်းရီကအေးပါတယ်ဆိုချမ်းရီကချမ်းပါတယ်ကွယ်ရွှေစုံအောင်ပဲလိုက်တော့လေမောင်မောင်ရဲတဲ့ရွှေစုံအောင်ပဲလိုက်တော့ချမ်းပါတယ်ဗျာချမ်းရီကအေးပါတယ်ဆိုချမ်းရီကအမ်းပါတယ်ကွယ်နယူးယောက်သင်္ကြန်မှာမြမအစားအစာတွေကိုစားသုံးရင်မြမအကတွေကိုကြီးစုနိုင်ကြသလိုမြမအယူရထုတ်စီတိုးပွဲကိုလည်းဝင်ရောက်ကစားနိုင်ကြပါတယ်။ဒီနှစ်မှာတော့သာသနာ့ဥဆောင်အပြည်ပြည်ဆိုင်ရာမြမရဟန်းတော်များအဖွဲ့ကနာဂစ်လေမုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားခဲ့ရမှာဘာမှတူတွေအနေနဲ့အဲ့ဒီအဖွဲ့ကဆရာတော်ဦးစံတော်ဘာသာနဲ့စကားပြောဆောင်နေတဲ့ဒီနာဂစ်မုန်တိုင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာဒီစားစရာမရှိဝတ်စရာမရှိနေစရာမရှိဖြစ်နေတဲ့ဟာကိုဘုန်းဘုန်းမြင်တွေ့တဲ့ကြောင့်ဒီကဝမ်းနေပါတယ်အဲဝမ်းနေတာနဲ့အတူသာသနာ့ဥဆောင်နေပြီးတော့ဦးစီးပြီးတော့ဘုန်းဘုန်းဒီဖိုင်ရစ်တွေရှာပြီးတော့အဲ့ဒီအိမ်မရှိရာမရှိမိုးရင်မရှိနေစရာမရှိစားစရာမရှိတဲ့အားလုံးကိုစနစ်တကျနဲ့ဘုန်းဘုန်းတို့စီမံဆောင်ရွက်ပေးနေတဲ့အခါမှာအခုလက်ရှိအပေးဘုန်းဘုန်းတို့အမေရိကန်ဒေါ်လာဘုန်းဘုန်းတို့10 သိန်းကျော်သွားပါပြီအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘုန်းဘုန်းတို့ဒီတပတ်ကျော်နဲ့မှာပဲရက်ဖို့ပေါ့လေအလူရှင်တွေကဘယ်လိုလုပ်ပါလဲဘုန်းဘုန်းတို့ကဘာကိုထောက်ပံ့ပါလဲဆိုတော့အဲ့ဒီဘုန်းဘုန်းတို့ရှင်းတာထုတ်တော့မှာဘုန်းဘုန်းတို့ပြည်နေပြီးတော့ဒီလိုသာနာဥဆောင်ကလူတိုင်းတစ်ပတ်သက်ပြီးတော့သူတို့ဝမ်းမြောက်ဝမ်းသာရှိပါတယ်သူတို့မှာစစ်ဆိုးရကိုအားကိုးလို့မရပါဘူးစစ်ဆိုးရရဲ့ကူညီတော့မရပဲနဲ့ဒီပြည်ပမှာရောက်နေတဲ့အဖွဲ့ကြီးဒီသာနာဥဆောင်ပါပဲအဲ့ဒီအဖွဲ့တွေရဲ့ထောက်ပံ့ကူညီမှုတာလည်းရပါတယ်ဆိုပြီးတော့သူတို့ဝမ်းနဲ့ကြည့်ပြီးတော့ကြောင့်လေဘုန်းဘုန်းတို့ကိုဓာတ်ပုံတွေလည်းပို့ပေးပါတယ်ဒီမေးတွေလည်းပို့ကြပါတယ်ဖုန်းဆက်တဲ့အခါမှာသူတို့ပြောပြပါတယ်ဒီလူတွေကတော့နယူးယောက်သင်္ကြန်မှာနှစ်စဉ်နှစ်တိုင်းတွေ့ရတတ်တာကတော့လောင်းလီနဲ့ရေပက်ကစားတဲ့ရခိုင်ယူရသင်္ကြန်ပဲဖြစ်ပါတယ်။သင်္ကြန်ပွဲဦးစီးကျင်းပသူကိုကျော်တာလကလည်းဒီနှစ်မှာကျင်းပတဲ့သင်္ကြန်ပွဲနဲ့ပတ်သက်ပြီးအခုလိုရှင်းလင်းပြောကြားခဲ့ပါတယ်ခင်ဗျာ။
ကျော်သားလောက်အနေနဲ့ပေါ့နော်ဒီနှစ်စဉ်တစ်တိုင်းစာသင်ပြန်လုပ်တယ်ဒီနှစ်မှာပေါ့နော်ကျွန်တော်စကြပါအစီအစဉ်များရှိပါလားခင်ဗျာ ဒီနေ့ကကျွန်တော်နှစ်ခုရှိပါတယ်ဒီခုကညတိပဲတမ်းပဲပေါ့နာဂစ်လေဘေးချက်ဆိုပြီးတော့ဟိုရောင်းမချဖို့အနေနဲ့ကျွန်တော်ခွင့်ပြုချက်တွေပေးထားရှိပါတယ်ဥပမာကာတာမိုလီဟုတ်ကဲ့ကျွန်တော်ခွင့်ပြုချက်ပေးဘာကြောင့်လဲဆိုလို့ရှိရင်ဆရာတော်တွေပေါ့နော်ဒီလေဘေးဒုက္ခတွေအတွက်ကိုကမာတီထဲကိုအားကိုပေါ့တယ်လေကတော့လေကြောက်သွားတယ်ဆိုတာကိုတယောက်ထိုင်းဆိုတာရေးထားတာဟုတ်ကဲ့လေဟုတ်ကဲ့ဒီရဲတော်တော်ပြတာပြီးဆိုဒီနိုင်ငံခြားတဲ့အမေရိကန်ကပေါ့နော်ပြောရတယ်ဖတ်မိတယ်သူတို့ရဲ့ကိုရှင်ကလည်းစကားပြောချင်တယ်တွေ့ချင်ရတယ်ဆိုတော့လည်းအချက်မတရာမို့လို့ကျွန်တော်တို့ဘာမှဆိုပြီးတော့သိထားတယ်ဟုတ်ကဲ့ကျွန်တော်လည်းပြောလို့ရအောင်ဟုတ်ကဲ့ပြေးလို့ရအောင်ဆိုပြီးတော့ဟုတ်ကဲ့နောက်တစ်ခုဒီနေ့မှာဒီရင်အခွက်သူတို့လာပြီးတော့ကျွန်တော်ရဲ့တောင်းပြီးတော့ကြောက်ကြည့်ပေးပါတယ်ဟုတ်ကဲ့အဲ့ဒါလေးဟုတ်ကဲ့အောင်ပြီလို့ပြောပြီးတော့ပြည့်ပြည့်ကြပါလိမ့်မယ်ဟုတ်ကဲ့ဒီပေါ့နော်ဒီတော့မှာပေါ့နော်ဒီ10နှစ်ကျော်ကြာပေါ့နော်ဟုတ်ကဲ့အခုလိုမျိုးဒီနှစ်စဉ်နှစ်တိုင်းပြန်ပွဲလုပ်ရတဲ့လူတယောက်ရဲ့ခံစားချက်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေးပြောကြလို့ပါဝမ်းကြချက်ကောင်းပါတယ်10နှစ်ကျော်ပါဒီနေ့ဆိုကျွန်တော်14နှစ်ဟုတ်ကဲ့နောက်ပြီးလူတွေကြည့်လိုက်လို့ရှိရင်လည်းအတိတ်တော်များများလာကြတယ်ဆိုတာကောင်းတယ်ပေါ့နော်ဟုတ်ကဲ့ဆိုလူတွေထုံးစံလေးဖြစ်သွားတာဆိုကောင်းတယ်လေဟုတ်ကဲ့နောက်ပြီးတော့ခေါ်လာလူတွေကလည်းသူတို့ဗမာပြည်လူတွေကသူတို့တကယ်ချင်းနေအချင်းမှုရှိလဲဆိုပြားချင်တဲ့အနေနဲ့ခေါ်လာတယ်ကျွန်တော်တို့ဒီဘက်ကလည်းပဲချင်းမှုအပြတ်နဲ့ဆုံးပြအောင်ချင်းပေးပါဟုတ်ကဲ့အတားတို့အချင်းဆိုတော့အတားဘုံဗမာချင်းဗမာကပြရမယ်ကျွန်တော်စီကတခုချက်စင်မိုတယ်လို့ရှိရင်ဗမာလည်းပဲဝေးရမယ်ဘုလို့မရအောင်ဟုတ်ကဲ့ဆိုတော့လာချစ်လူတွေကလည်းဒီဥစ္စာအရင်ချင်းမှုလာချစ်တဲ့အတွက်ကြောင့်မလို့ဆိုတော့ဝမ်းသာချက်ကောင်းပါတယ်စနေကြော်သွားပြီဆိုတော့ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာဟုတ်ရပါတယ်ဟုတ်ပါတယ်ဟုတ်ကဲ့